နောက်အုံနောက်အားကိုကောင်းစေတဲ့ဟာတစ်ခုပြောပြမယ်ဒီကွန်ဘတ်ပရာနာယမ်လို့ခေါ်တယ်အဲ့ဒီဥစ္စာကဒီပါဇက်ကိုစူပြီးတဲ့အခါကျတော့ပါဇက်ကနေပြီးတော့လေကိုဝအောင်ရှုမယ်ရှုပြီးရင်နှာခေါင်းနှစ်ဖက်ပိတ်ပြီးတော့လေကိုဗိုက်ထဲမှာအောင့်ထားတာအဲ့ဒီအောင့်ထားတဲ့ဥစ္စာကို10စက္ကန့်ရှိကျင်တယ်အဲ့ဒီ10စက္ကန့်အောင့်ထားပြီးလို့ရှိရင်ဒီနှာခေါင်းကိုပိတ်ရက်ပဲပါဇက်ကနေပဲလေကိုထုတ်မယ်ပြန်ပြီးတော့အဲ့ဒီလေကိုထုတ်ပြီးလို့ရှိရင်လက်ကိုဖယ်မယ်ဖယ်ပြီးရင်ပါဇက်ကိုစူပြီးတော့ပါဇက်ကနေပဲပြန်ပြီးတော့လေကိုရှုမယ်နှစ်ဖက်ပိတ်ပြီးတော့အောင့်ထားမယ်10စက္ကန့်ပြီးရင်ပါဇက်ကပဲလေကိုထုတ်မယ်ဒီဥစ္စာကို9ချိန်ပဲလို့ကိုယ့်ကိုပို့ပြီးတော့လှုပ်ချင်လှုပ်ဒါပေမဲ့သူက9ချိန်ပဲမှားထားတယ်အုံနောက်အားကိုကောင်းအောင်လှုပ်ဖို့ဆိုတာတော့လှုပ်ပြမယ်3ချိန်လှုပ်ပြမယ်တေချာကြည့်နော်ဒီဥစ္စာကိုသူက9ချိန်လှုပ်ခိုင်းထားတယ်ဒီအခုလုံးမဲ့နောက်တစ်ခုကအနုလောမဝေလုံပရာနာယမ်အဲ့ဒီအနုလောမဝေလုံပရာနာယမ်ကဘယ်ဘက်ကနေရှုမယ်ဒီညာဘက်နှာခေါင်းဘက်ကိုညာဘက်လက်မနဲ့ပိတ်မယ်ဘယ်ဘက်နှာခေါင်းဘက်ကိုညာဘက်လက်တကြွယ်လက်တန်းနဲ့ပိတ်မယ်ဒီပုံစံအတိုင်းသွားမယ်စတဲ့အချိန်မှာဘယ်ဘက်ကနေပြီးတော့ပထမလေကိုအောင်ထုတ်ပြီးဘယ်ဘက်ကရှုမယ်ညာဘက်ကထုတ်မယ်ညာဘက်ကပြန်ရှုမယ်ဘယ်ဘက်ကထုတ်မယ်ဒါကိုတစ်ချိန်လုံးမှတ်9ချိန်အဲ့တော့လုပ်ပြမယ်ဒီဥစ္စာကိုလက်ကိုဖွင့်တဲ့အချိန်မှာလို့ကတ်မထားနဲ့ဒီလိုဖွင့်ပြစတဲ့အချိန်မှာဘယ်ဘက်ကရှုမယ်ဝအောင်ရှုနော်ကိုအောင်ထုံနော်ညာဘက်ကထုံမယ်ညာဘက်ကပြန်ရှုမယ်ဘယ်ဘက်ကထုံမယ်အဲ့ဒါကိုတစ်ချိန်လို့မှတ်ရင်9ချိန်ပဲအဲ့ဒါ9ချိန်ပြည့်ရင်ဒါဒုတိယတစ်မျိုးနောက်တစ်မျိုးကဒီဗြဟ္မဏိပရာနာယမ်ကိုဒီလက်ကိုလက်မနှစ်ဖက်ကိုနားရဲ့အရေပြားလေးပေါ်နေပြီးတော့ခပ်ဖွားဖွားလေးပိတ်တယ်လက်ညိုးကိုနှစ်ဖက်ပေါ်မှာတန်တဲ့လက်သုံးချောင်းပူးထားတယ်နှာခေါင်းနဲ့မျက်လုံးကြား
မျက်လုံးပေါ်လုံးဝမဖိနဲ့နော်ဒီတိုင်းပိတ်ထားပြီးတဲ့အခါကျတော့နှာခေါင်းကနေပြီးတော့နှာခေါင်းကအလူကြီးနော်နှာခေါင်းကနေသေးသေးချာချာလေးကိုဝအောင်ရှုမယ်ရှုပြီးရင်ဆိုတဲ့အတန်နဲ့လေးကိုထုတ်မယ်ဒါငါ3ချိန်ပဲလုပ်ခိုင်းထားတယ်3ချိန်ပဲလုပ်မယ်ဒီချာကြည့်နော်3ချိန်ပဲဒီဥစ္စာက10မိနစ်လောက်ပဲကြာတာဘာမှမကြာဘူးဒီဥစ္စာကိုသူကနေ့စဉ်ပုံမှန်မနေ့ပိုင်းကိုဗိုက်ထဲမှာအစာမရှိတဲ့အချိန်မှာ10မိနစ်ပဲအချိန်ပေးပြီးတော့ဒီ3ခုစလုံးကိုလုံနိုင်အောင်ကြိုးစားအဲ့ဒီဥစ္စာကိုနေ့စဉ်ပုံမှန်လှုပ်သွားလို့ရှိရင်တလနေကိုယ်အုံတော့အားကိုကိုယ့်အကူစမ်းကြည့်လိုက်ပါတာမန်နဲ့အားမကောင်းရင်ပြောပါဒါ